အားလုံးပဲမင်္ဂလာပါကျမကတော့အင်္ဂလိပ်တီချာလီတီချာပုံညက်ခိုင်ပါကျမအခုကဘာကြောင့်ရပြောပြမလို့လဲဆိုတော့လေကျမကဒီဟာ TikTok လေးကိုဂျပန်အကောင့်ဖွင့်ထားတယ်ပြီး YouTube ကိုလည်းဂျပန်အကောင့်ဖွင့်ထားတယ်ပေါ့နော်ဒါပေမဲ့ YouTube channel လေးလည်းဖွင့်ထားတယ်ကျမ YouTube မှာကျမကို comment လေးတစ်ခုပေါ့နော်အဲ့ဒီ comment လေးတောင်ပြောပြအောင်လို့သူကတဲ့ကျမကိုရေးထားတယ်နော် if you are English teacher can you speak English လို့ရေးထားတယ်နော်ပြောပါလားလို့ရေးထားတော့ကျမကပြောပြပါအောင်မယ်ကျမကအင်္ဂလိပ်လိုမပြောတတ်တာလည်းမဟုတ်ဘူးမပြောပြချင်တာလည်းမဟုတ်ဒါပေမဲ့ကျမရဲ့ target က grammar နဲ့ပတ်သက်ပြီးတော့အထူးရှင်းပြတာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ပြီးရင်ကျမရဲ့ TikTok တို့ကျမရဲ့ YouTube channel တို့ကအများဆုံး audience ကကျမတို့ကမြန်မာ people တွေပဲများပါလေเนาะအဲ့ကြတော့ကျမကမြန်မာလိုလေးရှင်းပြရင်ပို့ပြီးတော့နားလည်မယ်ထင်လို့မြန်မာလိုလေးရှင်းပြတာပါအင်္ဂလိပ်လိုကျတော့ speaking ဘိုင်းမဟုတ်တဲ့အတွက်ကြောင့်ကျမကအင်္ဂလိပ်လိုအရေးတယူမလုပ်ပါဘူးကျမတို့ပြီးရင်အတန်ထွက်တွေလည်းပြင်ခိုင်းနေဟုတ်ပါတယ်အဲ့ဒါလေးကတော့ကျမသတိထားမှာပေါ့နော်အင်္ဂလိပ်တီချာတယောက်ဖြစ်ပြီးတော့အတန်ထွက်လေးအားနေတယ်ပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့ကျမပြောသလိုပဲကျမက grammar နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတက်ခက်လုပ်ရဖြစ်တဲ့အတွက်ကြောင့်ကျမကဘာလုပ်တာလဲဆိုဟိုမြန်မာလိုပို့ပြီးတော့ရှင်းပြတာဖြစ်ပါတယ်နော်အဲ့ဒါလေးပြောပြတာပါမြန်မာအင်္ဂလိပ်လိုပြောခိုင်းနေတဲ့လူတွေပေါ့နော်အင်္ဂလိပ်လိုပြောတော့ orient နေရာနားလဲပါမလားorient နေကျမကျမ YouTube TikTok ကြည့်တဲ့လူတွေအထင်သေးတာလည်းမဟုတ်ဘူးဟုတ်ပါတယ်အင်္ဂလိပ်လိုပြောရတော့အင်္ဂလိပ်လိုပြောဆိုချင်တာမှန်ပါတယ်ဒါပေမဲ့ကျမပြောသလိုမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာစကားနဲ့ရှင်းပြရင်ပိုပြီးထိရောက်တယ်လေအဲ့ဒါကြောင့်မလို့မြန်မာလိုရှင်းပြခြင်းဖြစ်ပါတယ်နော်အဲ့ဒါလေးပါပဲနော်ကျမမြန်မာလိုလေးပဲပြောပြရသေးနော်အဲ့ဒါလေးတော့တောင်းဆိုပါတယ်နော်မြန်မာလိုလေးပဲရှင်းပြပြရသည်ချင်း